ကျွန်တော်ခုမြင်နေရတာ70 Pro Max ခဲရှင်းပြီးနေထားเนาะဒါလေးရောကျွန်တော်တို့ကခဲရှင်းပြီဆိုရင်လည်းကျွန်တော်တို့ပြောထားတဲ့အတင်ထားတဲ့အတိုင်းပဲဘေးပေါင်လေးတွေမထိအောင်ရှင်းရတယ်ဘေးပေါင်ကရွှေရောင်လေးတွေမထိအောင်ရှင်းမှကျွန်တော်တို့ကတရဲနဲ့ပြန်ကတ်လို့ရမယ်เนาะဒါကတော့ရှင်းထားပြီးသားပဲเนาะကျွန်တော်တို့ခုကတော့ iPhone 70 Pro Max လေးကိုနှစ်ချမ်းခွာမယ်เนาะဒီနှစ်ချမ်းခွာလေးကိုကျွန်တော်ကအခုကပြန်ပြီးတော့ပြောပြတာပေါ့เนาะဘာလို့လဲဆိုတော့အရင် model တွေနဲ့မတူဒီကောင်တွေကြတော့အရင်တော့14တွေ15တွေရိုးရိုး model တွေနဲ့တော့တူတယ်16တို့16 Pro Max တို့အဲ့ကောင်တွေကပုံစံတွေကတူတယ်ပါဝါပိုင်းကအောက်မှာရောက်နေတာကျွန်တော်တို့ဒီနှစ်ချမ်းခွာမယ်ဆိုရင်ပါဝါပိုင်းကအောက်မှာအပေါ်ပိုင်းကတော့နောက်ဝါပိုင်းပေါ့အဲ့လိုမျိုးနေထားကြကျွန်တော်တို့ကခွာတာကိုခွာမတက်ရင်ပါဝါပြောင်းနိုင်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကဒါလေးကိုထပ်ပြောပြတာပေါ့နော်ခွာရနည်းလေးကိုထပ်ပြောပြတာနော်ပုံမှန်ခွာရနေတော့မတူဘူးပေါ့နော်နည်းနည်းလေးခွေးရအဲ့ဒါလေးကိုကျွန်တော်တေချာလေးပြောပြမယ်နော်ပုံမှန်ကျွန်တော်ဒါတော့ W1 set နဲ့ပဲကျွန်တော်ခွာမယ်နော် W1 set ကိုကျွန်တော်အပူချိန်ကို200ထက်မကျော်ဘူးပေါ့နော်200ထက်နည်းနည်းနဲလို့ကတော့နဲလို့ရတယ်190ထားလိုက်ရတယ်ကိစ္စမရှိ200ထားလိုက်ရတယ်အဓိက200ထက်တော့မကျော်ဘူးဒါပေမဲ့အပေါ်ရောအပူပေးမှဒီအပေါ်ရောကျွန်တော်တို့အပူပေးပြီးတော့ခွာမှာနော်ပူပေးရင်တော့ကျွန်တော် CPU ခွာတဲ့ခေါင်းမျိုးနဲ့ပဲခေါင်းမပါလဲရတယ်ခေါင်းမျိုးနဲ့ပဲဘောနေ white ခွာ white ပေးမယ် white တာလည်းအပူကချက်တလူထားလို့ရတယ်ကျွန်တော်400ထားလိုက်ရတယ်450ထားလိုက်ရတယ်500ထားလိုက်ရတယ်အဓိကဘာလို့တတိထားမလဲဆိုတော့တနေရာထဲမှာအကြာကြီးမရက်တဲ့ဒီလိုနှစ်ချမ်းစပ်ပတ်လေကိုဒီလိုလေးလှည့်ပေးနေဦးပဲအကြာကြီးမရက်တနေရာထဲအကြာကြီးမရက်ပြီးရောအဲ့တဘောမျိုးနည်းနည်းလေးအားလောက်ပြီးထင်ရင်ကျွန်တော်တို့က CPU ကလိုဒန်လေးနဲ့နည်းနည်းထိုးကြည့်ပြီးကလန့်ပြီးသွားရင်သကနာလေးနဲ့ညက်ပြီးတော့ကျွန်တော်တို့အပူဆုပ်တဲ့အားပေါ်မှာတော့တင်မယ်နော်အပူဆုပ်တဲ့အပေါ်မှာပုတ်ကိုတင်မယ်အဲ့တန်လေးပဲခွာတဲ့ပုံစံလေးအပေါ်ကပါအပူကိုပေးခွာမှာပေါ့နော်အပေါ်ကအပူမပေးပဲခွာရင်ဖြစ်နိုင်တာကြတော့ကျွန်တော်တို့ကပါဝါပိုင်းပုတ်ကိုဖြတ်ပြီးမှဒီနှစ်ချမ်းဆက်ကိုပူရတယ်ဆိုတော့အနေများတယ်ပေါ့နော်နည်းနည်းသတိလက်လွတ်ဖြစ်တာမျိုးတွေဆိုရင်လည်းပါဝါပြောက်နေတယ်ဒီလိုနေကြမဟုတ်ရင်လည်းပါဝါပြောက်နိုင်တယ်နော်ဒါကြောင့်မို့ကျွန်တော်ဒါလေးကိုပြပြပေးရနော်အဲ့ဒါကျွန်တော်တို့ W1 set နဲ့ခွာမယ်ဆိုတော့အပူပေးမယ် organ ကိုလည်းကျွန်တော်တို့အစင်းစင်းကင်လာမယ်နော်ကျွန်တော်အခုအပူစပြီးတော့မယ်နော်ဒီကောင်အပူမပေးသေးဘူးဆက်ကိုအပူလွတ်လိုက်တော့မယ်နော်အခုကကျွန်တော်190လောက်နဲ့ပဲလောက်ထားရယ်နော်200 300ရကိစ္စမရှိဘူးအနည်းဆုံး180ရနေချက်တလို့သုံးလို့ရတယ်နော်အခုဒါကျွန်တော်အပူစလွတ်လိုက်ပြီနော်ဒီတောင်လေးမှာပြနေရယ်နော်30နှစ်တယ်အဲ့ဒါကကျွန်တော်ဒီကောင်ရဲ့အပူချိန်နော်socket တွေဒီ socket တွေလည်းဖြုတ်ကြမလို့เนาะအဲ့ကောင်မဖြုတ်ဘူးရဲ့ဒီလားနောက်ဝက်ချမ်းမှာပါတဲ့ socket တွေဖြုတ်ကြမလို့เนาะဒီကခေါ်တော့မယ်ဆိုရင်အဲ့ဘုတ်ပေါ်မှာပါတဲ့ဒီ socket ဘေးမှာပါတဲ့ဟိုကျွန်တော်အကာလေးတွေစပီကာလိုအကာလေးတွေတော့အကုန်ဖြုတ်ရမှာเนาะပြီးကလိုဒန်လေးနဲ့ဒါလေးထောက်ဝင်ထားတယ်နော်ထောက်ဝင်ပြီးတော့ကလန့်ကြည့်မယ်ဒီမှာဆိုပွာသွားပြီနော်ထောက်ဝင်ပြီးတော့အားသွားရင်ဟောထည့်လိုက်တော့နော်ပြီးတော့ဒီကောင်ကအပူချလိုက်တော့မယ်နော်ဟောဒီတော့ကြာW1 set ကိုအပူချလိုက်ပြီနော်ဒါလေးကိုအေးခံမယ်အေးခံပြီးထည့်ပြီနော်ဒါဆိုကျွန်တော်တို့ကဘာမှမဖြစ်ဘူးเนาะပါဝါပိုင်းလည်းမထီဘူးပါဝါလည်းမပြောက်ဘူးเนาะအကောင်းတိုင်းခေါ်နေရတယ်เนาะအခုကတော့ကျွန်တော်ခွာလေးပြတာပေါ့เนาะကတ်တာလေးလည်းကျွန်တော်ပြီးရင်ပြပေးမယ်เนาะကျွန်တော်ခုမြင်နေရတာ70 Pro Max ခဲရှင်းပြီးနေထားเนาะဒါလေးရောကျွန်တော်တို့ကခဲရှင်းပြီဆိုရင်လည်းကျွန်တော်တို့ပြောထားတဲ့အတင်ထားတဲ့အတိုင်းပဲ
ဘေးပေါင်လေးတွေမထိအောင်ရှင်းရတယ်ဘေးပေါင်ကရွှေရောင်လေးတွေမထိအောင်ရှင်းမှကျွန်တော်တို့ကတရဲနဲ့ပြန်ကက်လို့ရမယ်နော်ဒါကတော့ရှင်းထားပြီးသားပဲနော်ရှင်းထားပြီးသားကျွန်တော်ပြန်ကက်တဲ့အပိုင်းလေးကိုကျွန်တော်ကက်ပြရမယ်နော်တော့ဒီဟာလေးသုံးပါတယ်ပေါ့နော်ကြာရင်ကျွန်တော်တို့ကနှစ်ချက်ဆက်ကိုလည်းနှစ်ချက်ဆက်ကခဲကိုအများကြီးဝမလို့ဘူးเนาะအများကြီးဝဖြစ်တယ်မတော့ဘူးเนาะခဲဘူးတွေမြင့်နေရမတော့ဘူးเนาะဘူးတွေနှိမ့်နေရပဲတော့မှာเนาะခဲဒါလေးကိုခဲလိုက်ပြီမယ်เนาะဘုတ်ကိုတေးကြဘလူးပဲပြင်ပြင်နှစ်ချမ်းဆက်ကအရေးကြီးရယ်နော်နှစ်ချမ်းဆက်မှာနှစ်ချမ်းဆက်တာမကောင်းရင်ရတန်းလာဖို့များတယ်နော်နှစ်ချမ်းဆက်ကိုတေးချလေးယူဆိုင်ပြီးတော့လောက်ရမယ်နော်ဒါတော့ခဲဖြည့်တာခဲဖြည့်ပြီးတော့ကျွန်တော်တို့ကဒီအရာကိုတချို့ရတဲ့စကားကိုခွာလိုက်တယ်နော်ကျွန်တော်တို့စကားမခွာအောင်နော်စကားမခွာဘူးဒီနေသားတိုင်းကိုဒီနေသားတိုင်းကျွန်တော်ကအပူပြီးမှာပေါ့နော်အပူကို400လောက်နဲ့ပြီးခဲ့ရတယ်900နဲ့ပြီးခဲ့ရအချင်းတယ်ပြီနော်ကျွန်တော်ဆိုရင်ပြီးပြီသွားရင်เนาะအပူပေးပြီးသွားပြီကျွန်တော်တို့ကစကောအောင်မှကြည့်မယ်เนาะစကောအောင်မှကြည့်ရင်ကျွန်တော်တို့အဓိက ground တွေရောနည်းနည်းလွတ်ရင်လွတ်လို့ရသေးတယ်ဒါပေမဲ့တကယ်အဓိကပင်တွေတော့လွတ်လို့မရအောင်เนาะအဓိကပင်တွေလွတ်လာကြည့်เนาะအခုကဘာမှမလွတ်ဘူးเนาะအကုန်လုံးအဆင်ပြေရယ်เนาะသင်ပြတာကိုကျွန်တော်တို့ဒီနေသားတိုင်းလေးကိုစကောအောင်ပါပဲအပူလေးပေးကြည့်အောင်မယ်เนาะအပူလေးပေးဦးမယ်သူအလုံးလေးသူ့နဲ့သူပူကြတော့အလုံးလေးတွေကသူ့နဲ့သူညီနေရမယ်เนาะဘီးလည်းမထီဘူးเนาะဘောင်းနေဖြူသွားတာလူခဲရောင်နေတန်းသွားတာမဲသွားတာလည်းမရှိဘူးเนาะဘောင်လေးတွေကရွှေရောင်လေးလိုဝင်းနေတာပေါ့နော်အဲ့နေတာအတိုင်းလေးနဲ့ကျွန်တော်တို့ကခဲလောင်းရတာပေါ့နော်အခုဆိုရင်ခဲလောင်းတာပြီးအကုန်ဆင်ပြေရနော်ဘုံတော့တင်းကျုပ်စီလေးထည့်တယ်တင်းကျုပ်စီထည့်ပြီးတော့အပေါ်ကအချမ်းလေးကိုဒါလေးတင်မယ်တင်ပြီးတော့ရင်အပူကိုကျော်တော့200အောက်ဘူးเนาะ200လေးရတယ်190လေးရတယ်180လေးရတယ်အဲ့လောက်နေသားလေးနဲ့ကျွန်တော်ပြန်ကက်မယ်เนาะပြန်ကက်နေတဲ့နေသားမှာအပေါ်ကဟော်ကန်ပေးခြင်းလေးရတယ်မပေးခြင်းလေးရတယ်ကိစ္စမရှိဘူးအဓိကတော့ကျွန်တော်တို့ကခွာတဲ့အချိန်မှာပေးယူပြရမယ်ကက်တဲ့အချိန်မှာမပေးလေရတယ်ပေးလေရတယ်အဲ့တော့နည်းနည်းလေးပူနေတဲ့အချိန်နေသားမှာဒီနည်းနည်းလိုက်တူတယ်ပေါ့နော်ပြီးရင်ဒီအပေါ်ချမ်းလေးကိုကပ်မယ်နော်ဒီစားပြီးတော့ကျွန်တော်အပူကြီးကိုတင်လိုက်ပြီနော်ဒါစတင်နေပြီနော်စတင်ကျွန်တော်ပြောလို့အပေါ်ကပေးခြင်းလည်းပေးလို့ရတယ်မပေးခြင်းလည်းမပေးလို့ရတယ်နော်ကိစ္စမရှိဘူးဒီနေ့ထားမှာက
ကတ်တဲ့အနေထားမှာအလောက်မဟုတ်အဓိကဖြုတ်တဲ့အနေထားမှာတေချာပေါက်ပေးကိုပေးရမှာအေးခံပြီဆိုဖန်လေးနဲ့အေးခံရပါနော်နည်းနည်းလေးထောင်ကြည့်ပေါ့နည်းနည်းဟာရထင်းလေးနေရလေအသားလေးလိုက်ပြီးလို့ရတယ်နော်လက်လောလို့ပြီးနေနော်ဘယ်ဒီကအကုန်ထည့်ကြည့်နော်အကုန်လုံးကြည့်ရဆိုရင်အပူကိုဖိတ်လိုက်တော့နော်ပူဖိတ်ပြီးတော့ဖန်လေးနဲ့အေးခံမယ်ပြီးရင်ဆွဲမာပြီးတော့ဘေးကိုတင်မယ်နော်ချက်ချင်းဆွဲပြီးညှပ်မှာပါတယ်နော်ဘာလို့လဲဆိုတော့ခဲကမပြိုခုတ်ခဲမချောက်သေးရင်တို့ကအကုန်ကတ်ကုန်မှာဘူးနော်ပြီးရင်နှစ်ချက်ဆက်တာလေးကိုပြန်ကြည့်မယ်နော်ပြန်ကြည့်မယ်စကုတ်အောင်မှကြည့်မယ်နော်ဟာတာမျိုးရှိလားအဲ့လိုမျိုးပေါ့ဟာတာမျိုးလည်းရှိလားပြီးကြတော့ခဲတွေရမ်းပူးလားအဲ့လိုမျိုးလေးတခြားကြည့်နော်သူကလည်းသူတို့ဒီဘက်တော့စီစီလေးပဲနော်အကုန်လုံးဒီဘက်ကစီစီလေးနော်ဒီဘက်ကြည့်မယ်နော်ဒီဘက်လည်းသူကလည်းသူစီနေရနော်ကျွန်တော်ကတတ်ရှင်းရှင်းလောက်ရမယ်နော်လုပ်ပြီးဆိုတော့လေဒီလိုမျိုးခဲတွေထွက်တာမျိုးမရှိအောင်စီစီလေးပေါ့နော်ဒီဟာလေးတွေကကော်လေးနော်သူ original ကော်လေးနော်အဲ့ဒါလေးတတ်မှမဖယ်သေးရနော်ဘောလုံးစီနေတယ်နော်တတ်ရဲ့လေးပဲအဲ့ဒါကိုကျွန်တော်တို့ကတကယ်ဆန်းပြီဆို supply နဲ့အရင်ဆန်းကြည့်နော် supply နဲ့ဆန်းကြည့်လို့short မရှိဘူးအဆင်ပြေမှဗုတ်ထဲကိုတန်းပြီးတော့ထည့်နော်ဗုတ်ထဲတော့တန်းမထည့်နဲ့စမ်းပြီးမှထည့်ပြပါနော်ဒါဆိုရရသေးကြပြီနော်သေးကြပြီဆိုတော့ကျွန်တော်တို့ကဖုံးမှတက်ပြီးဆန်းလို့ရပြီလားအတူတူထုတ်ကြည့်လိုက်ပြီနော်လောဂိုတက်လာပြီ MBR လည်းဆွဲရနော် MBR က30 watt ကျော်ဆွဲရနော်40 watt ကြီးဆွဲရနော်နိုးစင်းပုံစံလေးပြရနော်အဲ့ဒါဆိုကျွန်တော်ကနှစ်ချက်ဆက်လေးမိရနော်နိုးစင်းဆိုတဲ့ပုံမျိုးလေးပြရနှစ်ချက်ဆက်မိရဒီကြရနော်